Reaction နဲ့ရုပ်သံလိုင်းနဲ့ပြုံး Play Sport YouTube Channel ကနေဒါကြည့်ရှုနေကြတဲ့ပရိသတ်များအားလုံးကိုမြန်မာ National League ပွဲစဉ်6ကနေပြန်ပြီးတော့ကြိုဆိုလိုက်ရပါတယ်ဒီမှာတော့မြန်မာ National League ပွဲစဉ်6အဖြစ်ရှမ်းနယ်တဲ့အသင်းနဲ့ဒဂုံ Star United အသင်းတို့ကရှမ်းပြည်နယ်တောင်ကြီးမြို့မှာရှိတဲ့တောင်ကြီး Stadium မှာဒီကနေ့အော်တိုဘာလ18ရက်နေ့မှာစံတော်ချိန်ညနေ3နာရီခွဲချိန်မှာစတင်ရှင်ပြိုင်ကစားသွားတော့မှာလည်းဖြစ်ပါတယ်ပြည်တော်ကံမဲနေရာမှာတော့ဒဏ်ရာနေပြန်လဲတက်တာပြီးတော့ပွဲထွက်ပေါ်လာခဲ့တဲ့မြက်ကောင်းခန့်ရှိနေမြက်ကောင်းခန့်လက်ကန်လာပြီဘောလုံးပြန်ပြက်တယ်မြမဆာကီပဲတယောက်ကြော်လာတယ်ရလာတယ်မဆာကီပဲတောက်လျှောက်ဆွဲတက်လာပြီးရှန်သင်းပဲရှုထပ်ပေးလာတယ်စောင်းပြေကိုတောက်လျှောက်ဆွဲထွက်လာပြီးလက်ကန်ပြီဇက်ကန်မဲရှုတိုက်ကန်ပူပေးလာတယ်ယူကီအေးရမှာပဲလက်ကန်ပြီကိုဘီမြခံစီကနေထိုင်ရိုက်ပေးပို့လိုက်တဲ့ဖော်လုံးကိုတိုက်စစ်မှာတော့အစင်သင်ရှိနေတဲ့ယူကီကောင်းမဆုံးဆုံးသက်ပြီးတော့ရှန်သင်တော့အဖွင့်ဖို့တော့ရောက်ပေးသွားနိုင်ခဲ့ပြီဖြစ်ပါတယ်ဇွဲခံမင်းရဲ့ပေးပို့မှုကအတော်လေးကောင်းမွန်ခဲ့ပြီးတော့တိုက်စစ်မှာနေရာယူထားတဲ့ယူကီကလည်းလုံးဝအမှားရမရှိဘဲနဲ့အဆုံးသက်ပြီးတော့ရှန်သင်ဒီချိန်မှာတော့ဥဆောင်ကိုတကူစပြီးတော့ရရှိခဲ့ပြီဖြစ်ပါတယ်ရှန်သင်ခန်စစ်ကမော်ရီစီယိုနဲ့ဒဂုံစတာသင်ရဲ့တိုက်စစ်ကစားမှာဆွမ်လမန်တို့ကြားအနေငယ်အချင်းများခဲ့တဲ့အနေထားမျိုးတော့မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်အစောပိုင်းတွေကစားမ2ဦးကြားထဲမှာအနေငယ်ဖွတ်တိုက်မှုတွေရှိနေခဲ့တဲ့မော်ရီစီယိုနဲ့ဆွမ်လမန်တို့ကြားမှာနောက်ချိန်ပြန်ပြီးတော့ထိတ်တိုက်တွေ့ခဲ့တဲ့အနေထားမျိုးတော့မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်ဒီချိန်တွေမှာတော့ကွင်းလက်တိုင်ဦးစောစောကဆွမ်လမန်ကိုတော့အဝါကက်ပြပြီးတော့တတိပေးခဲ့ပြီးဖြစ်ပါတယ်ရဲရင်အောင်တောက်ချောဆွဲလာတယ်အလဲပြန်တွဲလာတယ်မဆာကီချက်လှဲ့လာတယ်ဘုံစတာတင်မဲ့ရှုပ်ပေးလာတယ်ဒီတွေကနေထားတိုင်းအစောပိုင်းကအဝါကက်ပြတ်သားခြင်းခံထားတဲ့ဆွမ်လမန်ဒီချိန်မှာလည်းကွင်းလက်ကရူဂျီဟီရိုတာပေါ်ဝင်ရောက်ပုံကျန်းနေတာဖြစ်ပါတယ်ဒီချိန်ဒီမှာတော့ကွင်းလက်တိုင်းဦးစောစောကဆွမ်လမန်ကိုတော့နှစ်ဝါတနီဆိုတဲ့အခြေအနေမျိုးနဲ့ပြိုင်ပွဲကနေထုတ်ပယ်ခဲ့ပြီဖြစ်ပါတယ်ပြိုင်ပွဲရဲ့အလှည့်ပြောင်းပြိုင်ပွဲရဲ့ပြင်းထန်မှုတွေကတော့တမုတ်ချင်းပြောင်းလဲနေခဲ့တာဖြစ်ပါတယ်စောပိုင်းထဲမှာကစားမားတွေကြားထဲမှာဖွတ်တိုက်မှုတွေတောက်လျှောက်ဖြစ်နေတဲ့အသင်းအသင်းကြားထဲမှာဒီချိန်ဒီမှာတော့ကွင်းလက်ကယူဂျီဟီရိုတာပေါ်ဆော်လမန်ဝင်ရောက်ပုံနဲ့ပတ်သက်ပြီးတော့ကွင်းလက်တိုင်ကနောက်ထပ်ဒုတိယမြောက်ဝါကက်ပြတ်တာပြီးတော့နှစ်ဝါတနီနဲ့ပြိုင်ပွဲကနေထုတ်ပယ်လိုက်ပြီးဖြစ်ပါတယ်စောပိုင်းက UG Hero တာပေါ်ဆော်လမန်ရဲ့ဝင်ရောက်ပုံပြန်ပြီးတော့အမြင်တွေ့နေကြရတာဖြစ်ပါတယ်ပထမချိန်ဝါကက်ပြတ်သားခံထားပြီးနောက်မှာမလိုအပ်ပဲကစားပုံချမ်းခဲ့တဲ့ဆော်လမန်ကိုတော့ခွင့်လက်တိုင်ကနောက်ချိန်ဝါကက်ထပ်ပြီးတော့ပြတ်သားခဲ့တာဖြစ်ပါတယ်ရှန်သင်းမဲရလာသေးမြခွန်ကျော်စင်ဟိမ့်မဲချီအောင်ပြနေတယ်အေးရလည်းဝင်လာပြီးခွန်ကျော်စင်ဟိမ့်လက်ကန်တယ်ကြိုင်ဘက်ခိုးပေါက်တယ်ထိုင်ရိုက်ရောက်နေတဲ့ဘောလုံးကိုတော့မဆာကီဟန်တားသလိုတော့ဖြစ်သွားခဲ့တာဖြစ်ပါတယ်ရင်ကျန်းအောင်ဘယ်ချမ်းလိုက်တင်မှာပြီးထားပြန်ပြီဘယ်ချမ်းနေပဲစာခန့်ချောခြေနေကြည့်နေတဲ့စာခန့်ချောပဲအေးရဖြတ်ချိုးပေးလာပြီမဆာကီအေးရဝင်လာပြီမဆာကီပဲချက်လှဲ့လာတယ်လက်ကန်လာပြီဂျူဂျီအေးရဝင်လာပြီစိုးစားအလဲဖြတ်ချိုးပေးလာပြီပြန်ရှန်ထွက်လာတယ်ညကောင်းခန့်လက်ကန်ပြီကိုဘီများဒဏ်ရာကြောင့်ဒီနေ့ပွဲစဉ်မှာပြန်ပြီးတော့ပွဲထွက်လာခဲ့တဲ့မြက်ကောင်းခန့်ရှန်သင်းတွေပို့ပြီးတော့အနိုင်သေးချာသည်မဲ့ဒုတိယမြောက်ဥဆောင်ကိုတော့ရယူပေးသွားနိုင်ခဲ့ပြီဖြစ်ပါတယ်လိုင်းဘူဘူယူဂျီစိုးစာဒီကစားသမားတွေရဲ့အတွဲဆက်ကနေရရှိလာတဲ့အခွင့်အရေးတစ်ခုကိုတော့အေးရထဲမှာမြက်ကောင်းခန့်ကြံကြပြင်းပြင်းနဲ့အဆုံးသတ်ပြီးတော့အသွင်ကိုတစ်ခုရယူပေးသွားနိုင်ခဲ့ပြီဖြစ်ပါတယ်စိုးစာရဲ့ဖြတ်ပြင်ပေးပို့မှုကနေကိုသမားအောင်ပြေဖြိုးပုတ်ထုတ်ပြီးတော့ပြန်ရှန်ထွက်လာတဲ့ဘောလုံးကိုတော့မြက်ကောင်းခန့်ဘယ်ဂျင်နဲ့ကိုသမားရဲ့ဘယ်ဘက်ခိုးတောင်းကိုတော့ကောင်းဆုံးဆုံးသက်နိုင်ခဲ့တာဖြစ်ပါတယ်
ဒါကြောင့်လက်ရှိပွဲချိန်84မိနစ်ရောက်မှာတော့ရှမ်းအသင်းကပြန်မဲ့အသင်းကိုတော့နောက်ထပ်သွင်းကိုတစ်ခုနဲ့အတူထပ်ပြီးတော့ဥဆောင်လိုက်ပြီးဖြစ်ပါတယ်လိုင်းဘူဘူမြက်ကောင်းခန့်အေးရဝင်လာပြီးမြက်ကောင်းခန့်ပဲချက်လှည့်လာတယ်လက်ကမ်းပြီးဘယ်တင်ကရှုံးဝင်စပြီးတော့တွေ့ကြုံသွားအောင်လဲဆိုတော့လက်ကျန်ပွဲချိန်တွေမှာဆက်ပြီးတော့ကြည့်ရှုရမှာဖြစ်ပါတယ်ဒီချိန်မှာလည်းယူကီရှုံမပေးရတယ်အေးရထိန်နာလောက်မှာပဲမြက်ကောင်းခန့်ချက်ထိန်နာတယ်မြက်ကောင်းခန့်ပဲလက်ကမ်းပြန်ပြီးခေါင်းတိုက်ပြီးကိုပြီးမြောင်းမြက်ကောင်းခန့်ရဲ့ကန်ချက်ကိုစောင့်ပြစ်ကိုလိုက်တင်ခေါင်းတိုက်ပြီးတော့အဆုံးသတ်ခဲ့တာဖြစ်ပါတယ်ပြီးကြတဲ့ပွဲစဉ်မှာတွင်ကိုတကူရလာတဲ့စောင့်ပြစ်ကိုဒီနေ့ပွဲစဉ်မှာလည်းနောက်ထပ်တစ်ပွဲမှာနောက်ထပ်တွင်ကိုတကူကိုတော့ထပ်ပြီးတော့တွင်ယူသွားနိုင်ပြီဖြစ်ပါတယ်ဒါကြောင့်စောင့်ပြစ်ကိုရှမ်းအသင်းရဲ့တိုက်စစ်မှာနှစ်ပွဲဆက်တိုက်တွင်ကိုရရှိအောင်တော့စမ်းဆောင်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်တိုင်းနိုင်တဲ့စီတတတိယမြောက်ဆောင်ကိုကျောင်းနံပါတ်20စောင်းပြေကူမှာတွင်းသွားတာဖြစ်ပါတယ်လေပေးတာပြီးလင်းထက်ဆိုးပဲရတာသေးမြလင်းထက်ဆိုးချင်းနေကြည့်နေတယ်ဝင်လက်ကန်ကိုကြိုးစားတယ်ဒီမှာအောင်ပြေဖြိုးပုတ်ထုတ်ထားခဲ့တာဖြစ်ပါတယ်ညာကြောင်ထပ်ပြီးတော့ထုတ်ပေးတာတယ်ဟိန်ဖြိုးဝင်းချက်ထိန်တာတယ်ဟိန်ဖြိုးဝင်းပဲအေးရထပ်ပြီးတော့မပေးတာလေလက်ပိတ်ပြီကိုပြီးမြောင်းဒီနေ့ပွဲစဉ်မှာတွင်ကိုတကူရရှိဖို့အတွက်တောက်လျှောက်စလောင်နေခဲ့တဲ့စိုးစားဒီချိန်မှာတော့သူ့ရဲ့ပထမဆုံးမြန်မာနယ်ရှင်လီသွင်းကိုတော့ရရှိသွားခဲ့ပြီဖြစ်ပါတယ်ခုနေ့ရာသီမှာရှမ်းအသင်းကိုပြောင်းရွှေ့လာခဲ့တဲ့ဘရာဇီးတိုက်စစ်ကစားမစိုးစားဒီချိန်မှာတော့အခုနေ့ရာသီမြန်မာနယ်ရှင်လီမှာသူ့ရဲ့ပထမဆုံးသွင်းကိုတော့တကုံစတာတင်တဲ့ရင်ဆိုင်အထွေမှာရောက်ပေးသွားနိုင်ခဲ့ပြီဖြစ်ပါတယ်ဟင်ဖြိုးဝင်းရဲ့ပြပို့မှုကနေအေးရထဲမှာစိုးစားအလိုက်တင်ပဲအဆုံးသတ်ပြီးတော့ရှမ်းအသင်းတို့စတုထမြောက်ဥဆောင်ကိုတော့ထပ်ပြီးတော့ရောက်ပေးသွားနိုင်ခဲ့ပြီဖြစ်ပါတယ်ညညောင်လေပေးထားတယ်မမော်ဝင်းညညောင်ပဲအေးရဝင်ဖို့ကြိုးစားတယ်ရှမ်းအသင်းရဲ့ခံစစ်ကပဲဥလာတယ်မြကျွန်တော်စီခံတင်ဆက်နေတဲ့အချိန်တွင်းမှာပဲရှမ်းအသင်းနဲ့တကုံစတာအသင်းတို့ရဲ့ပွဲစဉ်ကတော့ပြီးဆုံးသွားပြီဖြစ်ပါတယ်ပွဲပြီးဆုံးချိန်မှာတော့ရှမ်းအသင်းကယူကီအိုင်ဇူမြက်ကောင်းခန့်စောင်းပြေကိုစိုးစာတို့ရဲ့အတွင်းကိုနဲ့အတူတကုံစတာအသင်းကိုအနိုင်ရရှိပြီးတော့ရမှတ်73မိနစ်နဲ့အတူအမှတ်ပေးစရာရဲ့ထိတ်ဆုံးနေရာကိုယာယီတက်လန်းသွားနိုင်ပါကြောင်းတင်ဆက်ရင်းနဲ့ကျွန်တော်တို့ရဲ့ထိုင်းရိုက်ထုတ်လင်းတင်ဆက်နေမှုကိုအကြခင်မှာရန်နာသွားတော့မှလည်းဖြစ်ပါတယ်ဒီနေ့ပွဲစဉ်ကိုကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာ